Chase game. Make your first game in Scratch. ဒီတစ်ခါမှာတော့စိတ်ဝင်စားဖို့ကောင်းတဲ့ game တစ်ခုကိုဖန်တီးမှာဖြစ်ပါတယ်။ Tutorial မှာဇာတ်ကောင်တစ်ခုကကြယ်လေးတွေကိုလိုက်ဖမ်းတဲ့ game တစ်ခုကိုဖန်တီးကြည့်ပါမယ်။ Game မှာပါဝင်တဲ့အဆင့်9ဆင့်ရှိပါတယ်။အဲ့ဒါတွေကတော့ 1. ဇာတ်ကောင်ကိုအရှိအနှောက်ရွေ့လျားနိုင်အောင် 2. အပေါ်အောက်ရွေ့လျားနိုင်အောင်ပြုလုပ်ပြီး 3. ရွေ့လျားနေတဲ့ကြယ်လေးတွေကိုလိုက်ဖမ်းရမှာဖြစ်ပါတယ်။ 4. ဖမ်းမိတဲ့အခါအတန်တစ်ခုထွက်စေပြီး 5. scroll တွေကိုမှတ်သားပါမယ်။ 6. သတ်မှတ်ထားတဲ့ scroll ပြည့်သွားတဲ့အခါ 9. level up ဖြစ်ပြီး level up ဆိုတဲ့ victory message ကိုပြပေးမှာဖြစ်ပါတယ်။အဲ့ဒီတော့ game ကိုစတင်ဖန်တီးကြည့်ရအောင်။ Glassy backdrop နဲ့ robot ဆိုတဲ့ဇာတ်ကောင်တစ်ခုကိုယူလိုက်ပါမယ်။ Move left and right ပထမအဆင့် robot ဇာတ်ကောင်ကို H window အတိုင်းအရှိအနောက်ကို keyboard ရဲ့ left right arrow နဲ့ထိန်းချုပ်ဖို့အတွက်ဆိုရင် one space key press block ကို space နေရာမှာ right arrow ကိုရွေးလိုက်ပါ။ပြီးရင် chain H by 10နဲ့ချိတ်ဆက်ပေးလိုက်ပါမယ်။နောက်ထပ် one left arrow key press နဲ့ chain H by 10 block မှာတန်ဖိုးကို -30 သတ်မှတ်ပေးလိုက်ပါ။အဓိပ္ပာယ်ကတော့ left arrow ကိုနှိပ်တဲ့အခါ H window ရဲ့အနှုတ်ဘက်ဖြစ်တဲ့ဘယ်ဘက်ကိုရွေ့လျားနိုင်မှာဖြစ်ပါတယ်။အခုဆိုရင် keyboard ရဲ့ left right arrow ကိုအသုံးပြုပြီး robot ကို left right ရွေ့လျားနိုင်ပါပြီ။ Move up and down ဒုတိယအဆင့်မှာ robot ကို stick ရဲ့ Y wheel အတိုင်းအပေါ်အောက်ရွေ့လျားနိုင်အောင် one up arrow key press နဲ့ chain Y by 10 block down arrow ကိုနှိပ်တဲ့အခါအောက်ဘက်ကိုရွေ့လျားနိုင်အောင် one down arrow key press နဲ့ chain Y by -10 block နှစ်ခုကိုချိတ်ဆက်လိုက်ပါမယ်။အဲ့ဒါဆိုရင် robot ကို stick ရဲ့ area ပေါ်မှာ arrow key တွေကိုအသုံးပြုပြီးရွေ့လျားနိုင်ပါပြီ။ Chase a star game ရဲ့တတိယအဆင့်မှာ robot က object တွေကိုလိုက်ဖမ်းပြီး collectible object system တစ်ခုကိုဖန်တီးမဲ့အဆင့်ပဲဖြစ်ပါတယ်။အဲ့ဒီတော့ object အတွက် star sprite ကိုအသုံးပြုပါမယ်။ Cog အနေနဲ့တော့ one green flag click နဲ့စလိုက်ပါမယ်။သူ့ရဲ့နောက်မှာတော့ forever loop ၎င်း forever loop ထဲမှာတော့ glide 1 second to random positionအဓိပ္ပာယ်က sprite ကို1စက္ကန့်အတွင်း stick ရဲ့မျက်နှာပြင်ပေါ်မှာကြာပန်းနေရာတစ်ခုစီကိုပြောင်းပေးမှာပါ။၎င်း glide 1 second to random position cog block က forever loop ထဲမှာရှိနေတဲ့အတွက် sprite ရဲ့ရွေ့လျားမှုကိုအဆက်မပြတ်ဖြစ်စေမှာဖြစ်ပါတယ်။ glide 1 second ရဲ့တန်ဖိုးကို 0.5 လို့ပြောင်းလိုက်ရင်တော့ sprite ကပိုပြီးမြန်မြန်ဆန်ဆန်ပြောင်းလဲနေမှာဖြစ်ပါတယ်။ green flag ကို click ပြီး program ကို run ကြည့်လိုက်ရင်တော့အခုအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ Play a song game ရဲ့စတုတ္ထအဆင့်မှာတော့ robot က star ကိုဖမ်းတဲ့အခါအတန်တစ်ခုထွက်တဲ့အဆင့်ကိုဖန်တီးကြည့်ပါမယ်။ robot မှာ code ဖန်တီးမှာဖြစ်တဲ့အတွက် robot ကို select ပြုလုပ်ထားဖို့လိုပါတယ်။အတန်အတွက် sound library ထဲက collect ဆိုတဲ့အတန်ကိုရွေးလိုက်ပါမယ်။ One green flag နဲ့စတင်ကြည့်လိုက်ပါမယ်။နောက်ထပ် program ကိုမရက်မချင်းပြုလုပ်စေဖို့အတွက် forever loop block ၎င်း loop ထဲက if then block ကိုထည့်လိုက်ပါမယ်။သူ့ရဲ့အလုပ်လုပ်ပုံကတော့အခြေခံကိုစစ်ဆေးတာဖြစ်ပါတယ်။အကယ်၍ star ကိုထိမိရဲ့အခါ sensing panel ထဲက touching star ဆိုတဲ့ block ကို if then block ထဲက slot ထဲကိုထည့်ပေးလိုက်ပါမယ်။အဲ့ဒီနောက်မှာ collect ဆိုတဲ့အတန်ထွက်ဖို့အတွက် sound panel ထဲက play sound collect intent ကိုထည့်ပေးလိုက်ပါမယ်။ green flag နဲ့ program ကိုစတင်ကြည့်လိုက်ရင်အခုအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ Add a score game ရဲ့ပြင်ဆင်မအဆင့်မှာတော့ star ကိုဖမ်းမိတိုင်း score point တစ်ခုရအောင်ဖန်တီးမှာဖြစ်ပါတယ်။ variable panel ကိုသွားလိုက်ပါမယ်။ make a variable button ကို click ပြုလုပ်ပြီး score ဆိုတဲ့ variable name တစ်ခုကိုဖန်တီးလိုက်ပါမယ်။
robot ကို select ပြုလုပ်ပြီးနောက်ဆုံးရေးခဲ့တဲ့အဆင့် green flag click block ရဲ့အောက်မှာ variable panel ထဲက set score to 0 ကိုထည့်ပေးလိုက်ပါမယ်။အဓိပ္ပာယ်ကတော့ program ကိုစတိုင်း score 0 ကပြန်စဖို့အတွက်ဖြစ်ပါတယ်။ change score by 1 ကိုတော့ if tester then ရဲ့အောက်ဘက်မှာထည့်ပေးလိုက်ပါမယ်။အလုံးလုံးပုံကတော့ star ကိုထိမိတဲ့အခါတိုင်း score point တစ်ခုတိုးသွားဖို့ဖြစ်ပါတယ်။ level up game ရဲ့ဒီအဆင့်မှာတော့သတ်မှတ်ထားတဲ့ score ပြည့်ရဲ့အခါ level up ဖြစ်တဲ့အနေနဲ့ background တစ်ခုပြောင်းသွားအောင်ဖန်တီးကြည့်ပါမယ်။ဖန်တီးဖို့အတွက် Nebula Desktop ကို library ထဲကခေါ်ထည့်လိုက်ပါမယ်။ခုတ်ဖန်တီးဖို့အတွက် robot ကို select ပြုလုပ်ထားပြီးနောက်ထပ် green flag click နဲ့စတင်လိုက်ပါမယ်။သူ့ရဲ့အောက်မှာတော့ပထမဆုံး backdrop ဖြစ်တဲ့ switch backdrop to glassy နဲ့စတင်လိုက်ပါမယ်။ control group ထဲက wait intel နဲ့ချိတ်ဆက်လိုက်ပါမယ်။နောက်ထပ် wait intel block ထဲက equal operator ထည့်လိုက်ပါမယ်။ equal operator ဟာ score က10နဲ့ညီရဲ့အခါဒုတိယ backdrop ဖြစ်တဲ့ nebula backdrop ကိုပြောင်းဖို့အတွက် switch backdrop to block မှာ nebula ကိုရွေးလိုက်ပါမယ်။ nebula backdrop ပြောင်းတဲ့အချိန်မှာအတန်တစ်ခုပြောင်းဖို့အတွက် event တွေက one backdrop switch to nebula block ကို play sound intendant block နဲ့ချိတ်ဆက်လိုက်ပါမယ်။အတန်ကိုတော့ win ကိုရွေးချယ်လိုက်ပါမယ်။ green flag ကိုနှိပ်ပြီး program ကို run ကြည့်လိုက်ပါ။ victory message game ရဲ့နောက်ဆုံးအဆင့်မှာတော့ victory message တစ်ခုပေါ်လာအောင်ဖန်တီးကြည့်ပါမယ်။အဲ့ဒီတော့ spread pop-up menu ထဲက paint ကို click ပြုလုပ်ပြီး spread တစ်ခုဖန်တီးလိုက်ပါမယ်။ tab tool ကိုအသုံးပြုပြီး level up ဆိုတဲ့ message တစ်ခုကိုရေးလိုက်ပါမယ်။သင်အနေနဲ့ font ရဲ့ color, size နဲ့ font style ကိုနှစ်သက်တယ်လို့ပြောင်းနိုင်ပြီးမိမိထားလိုတဲ့နေရာကိုသတ်မှတ်ပေးနိုင်ပါတယ်။အဲ့ဒါဆိုရင်တော့ level up ဆိုတဲ့ spread တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ခုတ်စတင်ဖန်တီးဖို့အတွက် level up ဆိုတဲ့ spread ကို select ပြုလုပ်ပြီး one green flag click နဲ့စတင်လိုက်ပါမယ်။၎င်း message ကို game ရဲ့အစမှာမပေါ်စေချင်တာကြောင့် hide ပြုလုပ်ဖို့ look panel ထဲက hide block နဲ့ချိတ်ဆက်ထားလိုက်ပါမယ်။ nebula backdrop ပြောင်းလဲတဲ့အချိန်မှသာ level up message ကိုပေါ်စေမှာဖြစ်တဲ့အတွက် one backdrop switch to nebula block နဲ့ show block ကိုချိတ်ဆက်ပေးလိုက်ပါမယ်။ level up message ကို2စက္ကန့်လောက်သာပေါ်စေမှာဖြစ်တဲ့အတွက်နောက်ထပ် wait 2 second block နဲ့ hide block ကိုထပ်မံချိတ်ဆက်ပေးလိုက်ပါမယ်။ခုဆိုရင်တော့ game မှာပါဝင်တဲ့အဆင့်တွေအားလုံးပြီးဆုံးပြီဖြစ်တဲ့အတွက် green flag ကို click ပြုလုပ်ပြီး game ကိုစကြည့်လို့ရပါပြီ။သင်ခန်းစာအနေနဲ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်သင်ခန်းစာတွေမှာထပ်တွေ့ကြပါမယ်။အခုလို tutorial လေးတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို like and subscribe လုပ်ပြီးဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်နော်။